လိုက်မနာဘူးဆရာကြီးပညာကိုအစအဆုံးမတင်ဖြစ်ဘူးပေါ့ပြောရင်တော့အပုံတရားပုံတယ်ပေါ့တပုံလောက်ပဲကိုကတင်ရသေးတယ်သူတို့တိသွားပြီဆိုပြီးတော့သူတို့ကဒီမှာခွဲထွက်ပြီးတော့ဒီဥစ္စာကြီးလောက်တယ်ပြီးရင်တခြားလူလောက်တယ်ဆိုဟာတာအောက်လန်းအဲ့လိုမျိုးကြီးလောက်ကြတာပေါ့မလူမုံထားပြီးတော့ကိုတက်သားသွားမှလည်းကြောက်တော့သူတို့ကအပုံစကားလေးပြောကြတယ်ပေါ့နော်အဲ့ဒါလေးကြောင့်ကျွန်တော်တကယ်ကြတော့အစအဆုံးတင်ကြည့်လိုက်မှပိုတည်တာဒါအထက်လားအောက်လားလဝဲလားလက်ရလားဆိုတာသိရတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်ကြတော့ဒါကြတော့လဝဲ9သိန်းလက်ရ9သိန်းနဲ့မှကျွန်တော်တို့ကအထက်တွေပဲသွားတာဆရာကြီးကလည်းအထက်ပဲဆရာကြီးလမ်းညွှန်ချက်တိုင်းဆိုတော့ကျွန်တော်ကအထက်ပဲတုံးတယ်လက်ရပေါ့နော်အဲ့လိုထိသွားတာပါအရင်တော့ကတော့ရှိတာပေါ့အခုကျတော့ဘယ်သူမှလာမဆိုင်ရတော့ဘူးဟိုတလောကဆိုရင်ပြောသေးတယ်လေကာယဆန်တဲ့အချိန်မှာဆိုရင်ဘာပြောလဲဆိုတော့မင်းကငါခုတ်မယ်ပေါ့ခုတ်လို့မပြတ်ဘူးဆိုမင်းတောင်းသလောက်ပေးမယ်ကျွန်တော်ကပြောလိုက်တယ်လေမင်းဘယ်လောက်ရှမ်းတာလဲစီးစိမ်အကုန်တင်ရမှာလေအဲ့ဆိုသူချုံသွားပါပေါ့တကယ်ပညာစစ်မှန်တဲ့ဆရာတွေနဲ့သူတို့မတွေ့သေးဘူးသူတို့တွေ့ခဲ့တာအလိန်ညာတွေဟိုမှာတပွဲတို့တွေခဏတာဒီဟောပေါ့နော်အောင်လန်းမိတ်စာတွေတွင်းပြီးတော့လောက်ခဲ့တဲ့ကာယတွေလောက်ပဲသူတို့တွေ့ခဲ့ဘူးတာတကယ်စစ်မှန်တာတွေခုလက်မှာလည်းကောင်းကောင်းနေရှိရလေပြီးအထက်လမ်းမှာကောင်းကောင်းနေရှိတယ်ဒါတွေကိုသူတို့ကမသိသေးတော့ဒီအပေါ်ရန်လေးနဲ့ကြည့်ပြောကြတာတကယ်တိုင်းကျတော့မလောင်းပါနဲ့လူလောင်းရင်ရှုံးသွားမှာပါဟုတ်ကဲ့ပျောက်ရှားတယ်လို့တော့မဟုတ်ဘူးအခုကပြန်ပြီးတော့ဒီပညာတွေစပြီးတော့အောက်လန်းနေဆိုရင်တချို့တင်လာတယ်တချို့ဆိုရင်ပြောတော့တာအထက်ကိုင်းအောက်လန်းလုံးနေတာသူတို့ကိုယ်တိုင်မသိကြဘူးပေါ့နော်အဲ့လိုမျိုးလေးလည်းရှိလာတယ်အထက်တွေကလည်းတဖြည်းနဲ့နဲလာတယ်ကျင်းစာတစ္ဆာကြောက်လို့လည်းနဲလာကြပါပေါ့နော်ကျွန်တော်တို့ဒီမဟာကဏ္ဍပညာမှာဆိုရင်တီလာ3ပါသူများဥစ္စာမခိုးအောင်သူများတာမရအရက်သေးတာမတောက်အောင်ဆိုတဲ့ဥစ္စာဒီဟိုဘောဒီတီလာတွေစောင့်ထရတာပေါ့နော်အဲ့ဒါကိုချိုးပေါက်ခဲ့ရင်ဖះမကြိုက်တာလုပ်ရင်ဖះအဆုံးမတိုင်းခံကြပေါ့အဲ့လိုမျိုးဒီကိုကျင်းစာတွေတစ္ဆာတွေစုခဲ့ရတာပေါ့အဲ့လိုတချို့ဆိုရင်ဒီဥစ္စာအုပ်လိုက်တာဆိုရင်ဟိုဘယ်လိုပြောမလဲချွေ85ကျက်သားချက်ချင်းအမွေရတယ်ပေါ့နော်မြီးတွေထဲမှာအုပ်ပြီးလိုက်တဲ့အချိန်မှာမြီးတွေအများကြီးထဲမှာသူတယောက်ပဲခေါ်ပြီးရတယ်85ကျက်သားရှီချင်းရှီတော့ရှီချင်းကိုအမွေပေးလိုက်တာရောသမီးအတွက်ဆက်ပြီးတော့အဲ့လိုမျိုးရှိတယ်ဟုတ်ကဲ့ပဝင်းကျင်တွေကတော့တချို့ဆိုရင်ဆရာဆိုတာနဲ့ဟိုဒီကောင်လိန်နာပါဆိုတဲ့ဥစ္စာအရင်ဆုံးတွေ့တာဟိုမစူးစမ်းမစင်ကျင်မကြည့်ဘူးဆရာလို့ပြောလိုက်တာဒီကောင်လိန်နာပါဟိုလိန်နေဆိုတာလေတစ်ချိန်တော့အလိန်ခံခဲ့ရတဲ့လူတွေပေါ့နော်ရှေးတော့လိန်နေဆရာကြီးနဲ့တွေ့လို့ပေါ့နော်တကယ်စစ်မှန်တဲ့ဆရာကြီးနဲ့သူတို့မတွေ့ခဲ့တယ်လို့ပါတွေ့လဲရောအကြမ်းမှအသေးအံလူချင်းကြအောင်ဆရာတယောက်ဆိုတာလည်းတပည့်တယောက်ကိုချက်ချင်းမပေးဘူးစောင့်ကြည့်ကြရအောင်သူ့ရဲ့စိတ်ဓာတ်တွေစိတ်ထားမှန်တယ်ဆိုမှပေးဖြစ်တာအောင်အဲ့လိုကျွန်တော်တို့ကကျင်းစာတစ္ဆာတွေပေးဆက်ခဲ့ရအကုန်လုံးကိုပေးဆက်ပစ်ခဲ့ရတာပေါ့တစ်ချိန်တော့ကိုတွေတောက်ခဲ့တဲ့စားခဲ့တဲ့ပြောပဲပါခဲ့တဲ့ဒါတွေအကုန်ဆုံးခဲ့ရတာဘာမှမချမ်းအောင်လေစัญญ์ပဲကြီးလုံးဝစัญญ์ပဲကြီးကိုလုပ်ခဲ့ရတာဒီကျွန်တော်ဆိုရင်ဒါဆရာကြီးတွေရဲ့စကားတွေရဲ့အတိုင်းပဲကောင်းတဲ့အပိုင်းတွေကြီးပဲလုပ်ပေးတယ်ဟိုတချို့ဆိုရင်ရှိသေးတယ်လေတားခွဲမရခွဲတွေလောက်ခိုင်းတာရှိတယ်ဒါမျိုးတွေဆိုရင်လုပ်ဖို့မပေးတော့တာအဓိကလူတယောက်မှလူနေတာစမ်းလက်ပီရကန်ကြနေရဆိုရင်ကန်ဘယ်လိုမြင်ရမလဲပယောကကန်နေတယ်ဆိုရင်ဘယ်လိုရှင်းပြရမလဲအဓိကဒါတွေကကုသိုလ်ရမှာလေဒီမှာနေမနေနဲ့ပေါ့နော်မနေဘဲနဲ့ကျွန်တော်တို့အပေါ်ဆက်တက်ရင်လည်းဟိုဘယ်လိုပြောမလဲကိုလိုချင်တဲ့ပန်းနိုင်အောင်တော့သွားလို့ရပါတယ်ထွက်ရလန်းဆိုလဲထွက်ရလန်းထိသွားလို့ရပါတယ်အရင်လုံးကတော့မြန်မာမှာရှိတယ်မြန်မာနေပြီးမှတဖြည်းတော့မှဒီထိုင်းတို့ဒီလာအိုတို့ဒီတရားကြီးဆက်လုပ်လိုက်တယ်အဲ့ဒါအေးချမ်းတယ်လေအဲ့ဒါသူတို့ပဲပူလောင်သွားတာပေါ့ကြာတော့အဲ့လိုမျိုးပါဟုတ်